ရုတ်အမှတ်တစိတ်တွေကမ္ဘာဈေးကွက်ကိုစိုးမိုးနိုင်အောင်ဘယ်လိုစူးစမ်းနေလဲပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်တင်းကားချက်တွေကနေပြန်လေးကြိုဆိုလိုက်ပါတယ်တချိန်ကဆိုရင်မိတ်ရင်ချိုင်းနာဆိုတာဈေးပေါ်တဲ့အည်သွေးနှိမ့်တဲ့ပစ္စည်းတွေကိုပဲပြေးမြင်မိကြပါတယ်ဒါပေမဲ့အခုချိန်မှာအဲ့ဒီပုံစံတွေအကြီးအကျယ်ပြောင်းလဲလာပါပြီတရုတ်အမှတ်တစိတ်တွေဟာတန်ဖိုးမြင့်တဲ့ထုတ်ကုန်တွေကိုပို့ထုတ်လာတာနဲ့အမျှနိုင်ငံတကာမှာယဉ်ကျေးမှုဩဇာအာဏာတွေပါတဖြည်းဖြည်းနဲ့ကြီးထွားလာနေပါတယ်ဒီလိုကြီးထွားမှုဟာစစ်ပြေးခေတ်တုန်းကအမေရိကန်ကုမ္ပဏီတွေကမ္ဘာကိုထိုးဖောက်ခဲ့တယ်လို့မျိုးပါပဲလာဘူးဆိုတဲ့ဒီမွေးဘအယုတ်လေးတွေဆိုရင်မဖြစ်မနေလိုအပ်တဲ့ပစ္စည်းတွေတောင်မဟုတ်ပါဘူးလွန်ခဲ့တဲ့10နှစ်လောက်တုန်းကဒီလိုဆိုင်မျိုးကဒီဇိုင်းပဲရှိခဲ့တာပါအဲ့ဒါကလည်းဘေးချင်းမှာပါအခုတော့ဒီရုပ်လေးတွေကအမေရိကန်ရဲ့အဓိကမြို့ကြီးတွေမှာသာမကပဲဟိုအိုင်ယိုလိုမျိုးပြည်တွင်းဘက်ကအလဲပိုင်းဒေသတွေအထိဖြတ်ကျက်လာပါပြီ2024ခုနှစ်အတွင်းမှာဒီရုပ်လေးတွေရဲ့ရောင်းအားက3ဆကျော်တိုးတက်ခဲ့ပါတယ်အဲ့ဒီအတွက်ကျေးဇူးတင်ရမယ့်သူကတော့ TikTok ပါပဲ TikTok ကလည်းတရုတ်ရဲ့အဓိကကြားတဲ့ယဉ်ကျေးမှုဆိုင်ရာထုတ်ကုန်တစ်ခုဖြစ်ပါတယ် TikTok မပေါ်ခင်က YouTube, Instagram နဲ့ Facebook တို့လောက်ပဲအသုံးများကြတာပါအခုတော့ TikTok ကအမေရိကန်မှာလည်းအသုံးများလာပါတယ်ဒီလိုနဲ့သုံးဆွဲသူတန်190ကျော်ရှိတဲ့အမေရိကန်လူငယ်မျိုးဆက်သစ်တွေကတရုတ် brand တွေအကြောင်းကိုမျက်စိအလွဲလို့မရအောင်ဖြစ်လာခဲ့တာပါကမ္ဘာအကောင်ဆုံးနာမည်အကြီးဆုံး coffee အမှတ်တစိမ့်ဆိုရင် Starbucks ကိုပဲအရင်ဆုံးပြင်းမြင်ကြမှာဖြစ်ပါတယ်အခုတော့အဲ့ဒီနေရာလဲချိန်ချောက်ခံနေရတာပါအရင်တုန်းကတော့ Starbucks ဟာတရုတ်မှာလည်းနာမည်ကြီးအမှတ်တစိမ့်ဖြစ်ခဲ့ပါတယ်ဒါပေမဲ့2023ခုနှစ်မှာတော့အလေအပြောင်းတွေဖြစ်လာခဲ့ရပါLuckin ဆိုတဲ့တရုတ် coffee brand တစ်ခုက Starbucks ကိုကြော်တက်နိုင်ခဲ့ရဖြစ်ပါတယ်။အဲ့ဒါကတရုတ်ပြည်တွင်းအတွက်ပဲဖြစ်ပေမဲ့ Luckin Coffee ကကမ္ဘာကိုထိုးပေါက်နိုင်ဖို့လဲစူးစမ်းနေရပါ။သူတို့ရဲ့နေဝက်ချက်က coffee ကိုဖုန်း app ကနေပဲမှာယူခွင့်ပေးထားတဲ့အချက်ဖြစ်ပါတယ်။ဒါကြောင့်ဝန်ထမ်းကားနဲ့အသုံးစရိတ်တွေကိုရှော့ချနိုင်ခဲ့ရပါသူတို့ကမိုဘိုင်းဦးစားပေးဗျူဟာကိုအဓိကသုံးစွဲတာဖြစ်ပါတယ်။ဆိုင်မှာလူကိုယ်တိုင်သွားဝင်ရင်တောင်ဖုန်းကနေအော်ဒါတင်ရမှာပါ။အဲ့ဒါကထူးဆန်းတယ်လို့ဖြစ်နေပေမဲ့အလုပ်တော့ဖြစ်ပါတယ်။အခုဆိုရင်လက်ခင်းကအမေရိကန်ဈေးကွက်ကိုတိုးချဲ့နေပါတယ်။နောက်ပြီးတော့အမေရိကန်ရဲ့အကြိုက်နဲ့ကန့်ညီရဲ့မန်နျူတွေကိုလည်းထည့်သွင်းရောင်းချနေရပါ။ပြောရရင်တရုတ်ကုမ္ပဏီတွေကမိုဘိုင်းအခြေခံ e-commerce ကိစ္စကိုအသားကျနေတဲ့သူတွေဖြစ်ပါတယ်။အဲ့ဒီကိစ္စကကမ္ဘာဈေးကွက်ကိုဖြန့်ကျက်တဲ့နေရာမှာအားသာချက်ဖြစ်နေရပါ။နောက်ပြီးတော့သူတို့ကတိကျတဲ့အစီအစဉ်တွေရှိပါတယ်။အခုလည်းအမေရိကအပြင်တောင်အမေရိကကိုအကျိုးအမြတ်ရနိုင်တဲ့ဈေးကွက်ကြီးဖြစ်ခံမှန်းထားတာပါ။ဥပမာအဖြစ်ဘရာဇီးဆိုရင်မျိုးပြကြီးထွားမှုနှုန်းတွေမြင့်လာပါတယ်။လူလက်တန်းစားတွေတိုးပွားလာလို့အပုံငွေသုံးနိုင်တဲ့လူတန်းစားတွေလည်းများလာပါတယ်။ Digital နည်းပညာကိုလက်ခံဖို့အသင့်ဖြစ်နေတဲ့လူငယ်တွေပေါ်များနေလို့ထိုးဖောက်ဖို့အကောင်းဆုံးလည်းဖြစ်ပါတယ်။တရုတ်ကုမ္ပဏီတွေရဲ့နောက်ထပ်အားသာချက်တစ်ခုကဒီလိုကိစ္စတွေကိုအစိုးရကအကြီးအကျယ်ထောက်ခံနေတာပါ။လိုအပ်တဲ့ကူညီတွေကိုလည်းပေးပါတယ်။ကုမ္ပဏီတွေကိုနိုင်ငံခြားထိဖြန့်ကျက်ဖို့လည်းတိုက်တွန်းပါတယ်။အဲ့ဒီလိုမလုပ်လို့လည်းမရပါဘူးပြည်တွင်းမှာကပြိုင်ဆိုင်မှုတွေပြင်းထန်နေပါတယ်ထုတ်လုပ်သူတွေများတဲ့အတွက်ပြည်တွင်းဝယ်လိုအားကအကန့်အသတ်ရှိလာတာပါဒီအချိန်မှာတရုတ် brand တွေမကောင်းမှုဆိုတဲ့အမြင်ကိုပြောင်းလဲပြီးတော့ကမ္ဘာအထိလွှမ်းမိုးနိုင်ဖို့ကြိုးစားနေရဖြစ်ပါတယ်ဒီနေ့ဗီဒီယိုလေးကိုတော့ဒီလောက်ပါပဲရှင်နောက်ထပ်လည်းစိတ်ဝင်စားဖွယ်ရာအကြောင်းအရာတွေကိုတင်ဆက်ပေးမှာဖြစ်လို့ကျမတို့ရဲ့ page ကို like and follow လုပ်ပေးခဲ့ပါအောင်နော်ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်